Bruno Kobe-Mainoo တို့ရဲ့စာချုပ်သစ်ကိစ္စအာဆင်နယ်စိတ်ဝင်စားနေတဲ့တိုက်စစ်မှုနဲ့ဘာစီလိုနာအသင်းရဲ့စိတ်ဝင်စားတဲ့နောက်ခံကစားသမားအခုတော့မင်္ဂလာပါ Football Show Daily ကနေပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့နောက်ဆုံးရတဲ့ဥရောပအပြောင်းရွှေ့သတင်းတွေအားလုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးသတင်းကတော့ Manchester United အသင်းက Bruno Fernandes ကိုကျွန်တော်တို့ပေါင်4သိန်းတန်ကြေးရှိတဲ့စာချုပ်သစ်ကမ်းလှမ်းမှုတစ်ခုပြင်ဆင်နေတယ်ဆိုပြီးတော့သိရပါတယ်ဒါပေမဲ့စာချုပ်သစ်ကမ်းလှမ်းမှုကတော့ Manchester United အသင်းရာသီကုန်မှာချန်ပီယံလိဝင်ခွင့်ရမရပေါ်မူတည်သွားနိုင်ခြေရှိတယ်ဆိုပြီးတော့လည်းသိရတယ်ချန်ပီယံလိဝင်ခွင့်အခြေအနေကိုကြည့်ပြီးတော့ Man U ရော Bruno Fernandes ကဒီနာဂတ်ရေးရကိုဆုံးဖြတ်ဖို့စောင့်ကြည့်နေရတယ်ဆိုပြီးတော့သိရပါတယ် Bruno က Man U အတွက်တကယ်ကိုကွင်းလယ်မှာ key player တယောက်ဖြစ်တယ်ကွင်းလယ်တင်မကပဲအသင်းတစ်သင်းလုံးအတွက် key player တယောက်ဖြစ်တယ်ဥဆောင်နိုင်မှုနဲ့တကယ် mentality ပိုင်းอ่ะ United အသင်းအတွက်တကယ်ကိုအဖို့ဖြတ်နိုင်တဲ့ကစားသမားတယောက်ဖြစ်တယ်အဲ့တော့ United အသင်းကလည်းလွယ်ကူနဲ့လက်လွတ်နိုင်ပါမလားဆိုတာစောင့်ကြည့်ရမယ်ကဲ Bruno လိုတကယ်ရည်ကြည်တဲ့ key player နေရာမှာတေချာကိုရည်ရှိအစားထိုးလို့ရမယ် player မျိုးတယောက်ရမှသာနဲ့ Man U က Bruno ထုတ်ခေါ်ဝင်ပေးဖို့ဆုံးဖြတ်တင်တယ်လို့မြင်မိတယ်အကယ်မရဘဲနဲ့ထုတ်ခေါ်ဝင်ပေးလိုက်တယ်ဆိုလို့ရှိရင် Man U အသင်းပို့ပြီးတော့အခက်တွေ့သွားနိုင်ခြေရှိတယ် Man U နဲ့ Bruno ရဲ့စာချုပ်သစ်ကိစ္စဆက်ဖြစ်မဖြစ်ကျွန်တော်ဆက်လက်စောင့်ကြည့်ရအောင်ဒုတိယသတင်းကတော့ Barcelona အသင်းကစပါနောက်ခံကစားသမား Van de Ven ကိုလေးနဲ့ထားပြီးတော့စိတ်ဝင်စားနေကြောင်းသိရပါတယ်Van de Ven ကကျွန်တော်တို့တကယ်ငယ်ရွယ်တဲ့အသက်အရွယ်ရှိပြီးတော့နယ်သာလန်ကစားသမားဖြစ်တယ်စပါအသင်းမှာတကယ်ကျွန်တော်တို့အဓိကနောက်တန်းကစားသမားတစ်ယောက်ဖြစ်ပြီးတော့ကျွန်တော် highlight defensive တင်ကစားတဲ့အသင်းတွေအတွက်အသင်းတိုင်းကလိုချင်နေတဲ့ player တစ်ယောက်ဖြစ်တယ်ဒါဘာစီလိုနာအသင်းအားစပါအသင်းချင်းနေမကောင်းတဲ့ဟာကိုစောင့်ကြည့်နေတဲ့ကစားသမားကလည်းစပါအသင်းနဲ့စာချုပ်တက်တယ်မတိုးချင်ဘူးအဲ့တော့အဲ့ချင်းတွေဘာစီလိုနာအသင်းကစောင့်ကြည့်နေတယ်ဘာစီလိုနာအသင်းကလည်းကျွန်တော် highlight defensive တင်ကစားတဲ့အသင်းဖြစ်လို့တကယ်ကို pace အရန်မြန်ပြီးတော့ highlight defense အသင်းတွေအတွက်အံဝင်နိုင်မဲ့ Michael Van de Ven လိုမျိုးကစားသမားကိုအရန်လိုချင်နေတဲ့ Hansi Flick ရဲ့ Barcelona အသင်းကတော့စပါနောက်ခံလူလေးကိုစောင့်ကြည့်နေတယ်။နေရာဒီမှာလည်းခေါ်ယူဖို့အလေးနက်ထားပြီးလှုပ်ရှားမယ်ဆိုတဲ့အကြောင်းသိရပါတယ်။ညီကတော့ဘယ်လိုထင်ကြလဲ Van de Ven နဲ့ Barcelona ရဲ့ကစားကွက်လိုက်ဖက်မှုရှိရဲ့ထင်လား။ comment ထဲမှာဝင်ဆွေးနွေးသွားကြအောင်။တတိယသတင်းတစ်ပုဒ်ကတော့ Arsenal အသင်းအကြောင်းပဲဖြစ်ပါတယ်။ Arsenal အသင်းက Inter Milan အသင်းရဲ့လူငယ်တိုက်စစ်မှုလေးPio Esposito ကိုခေါ်ဖို့အလေးနဲ့ထားပြီးစိတ်ဝင်စားနေတယ်ဒါပေမဲ့ Inter Milan အသင်းဘက်ကတော့ Esposito ကဒီ Arsenal အသင်းဘက်ကိုရောင်းချမှာမဟုတ်ဘူးဒီစားမိုက်လေးကရောင်းရအတွက်မဟုတ်ဘူးဆိုပြီးတော့ညှင်းပယ်သွားခဲ့တဲ့ဒီ Esposito ကတော့တကယ်ကိုအီတလီလူငယ်တိုက်စစ်မှုလေးဖြစ်ပြီးတော့အလားလာကောင်းပြီးတော့ Inter Milan မှာခြေစွမ်းပြနေတဲ့တိုက်စစ်မှုတစ်ယောက်ဖြစ်တယ် Arsenal ကစိတ်ဝင်စားမှုပြသခဲ့ပေမဲ့လည်း Inter Milan အသင်းဘက်ကခုံနိုင်ဖို့တော့ခက်ခဲနေတယ်ဒါပေမဲ့ Arsenal အသင်းကတော့တိုက်စစ်မှုတွေကိုလာလာကောင်းတိုက်စစ်မှုတွေကိုကျွန်တော်ဈေးကွက်ထဲမှာဆက်လက်ရှာဖွေနေကြောင်းသိရပါတယ်။စတုတ္ထသတင်းကတော့ Kobe-Mainoo နဲ့စာချုပ်သစ်ကိစ္စပဲဖြစ်တယ်။ Man U အသင်းကတော့ Kobe-Mainoo နဲ့စာချုပ်သစ်ဆွေးနွေးတဲ့ကိစ္စတွေမှာအခုထိကြံ့ကြာမှုတွေရှိနေသေးတယ်။ Mainoo ရဲ့အနာဂတ်ကတော့ United မှာကျွန်တော်သိကြမှုတွေမရှိနေဘူး။အဲ့တော့စာချုပ်သစ်ကိစ္စကလည်းအခုထိအဆင်မပြေသေးပဲနှောင့်နှေးကြံ့ကြာမှုတွေရှိနေကြောင်းကျွန်တော်သိရပါတယ်။ဒီမျိုး Young Talent တစ်ယောက်အနေနဲ့စာချုပ်သစ်ကိစ္စအဆင်မပြေမှုရှိလိုက်တိုင်းမှာဒီ Europe ဘက်ကအဲဒီဥရောပအသင်းကြီးတွေတော်တော်များများကလည်းမျက်စိကျနေတယ်။တဲလန်ကအစတည်းရှိထားပြီးသား player တစ်ယောက်ဖြစ်တဲ့အတွက်မို့လို့ဒီဥရောပအသင်းကြီးတော်တော်များများလည်းခေါ်ယူဖို့စိတ်ဝင်စားနေတယ်။အဲ့တော့ United တို့ကျွန်တော်ဆက်ပြီးတော့ပဲစာချုပ်ချုပ်နိုင်မလားဥရောပအသင်းတစ်သင်းစီရောက်သွားမလားဆိုတာတော့စိတ်ဝင်စားဖို့ကောင်းတယ်။နောက်ပုံမြောက်သတင်းကတော့ Aston Villa နဲ့ Harry Wilson တို့အကြောင်းပဲဖြစ်ပါတယ်။ Aston Villa အသင်းက Fulham အသင်းမှာအခုခြေစွမ်းအရန်ပြနေတဲ့ Harry Wilson ကိုခေါ်ယူခြင်းနေတယ်။ Aston Villa အသင်းရဲ့ squad depth အနေနဲ့ပိုပြီးအားဖြည့်ခြင်းတဲ့အတွက်ကြောင့်မို့လို့ Harry Wilson ကိုခေါ်ယူခြင်းအကြောင်းသိရပါတယ်။ Harry Wilson ရဲ့စာချုပ်ကတော့ကျွန်တော်တို့ Fulham နဲ့ဒီနွေရာသီမှာတရန်ကုန်မှာဖြစ်ပြီးတော့နွေရာသီမှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရနိုင်မဲ့ခြေစွမ်းအရန်ထက်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်။အဲ့အခွင့်အရေးကို Villa ကလည်းကျွန်တော်တို့တေချာကိုစောင့်ကြည့်နေတယ်ဒါလို့မခံပဲစောင့်ကြည့်နေတယ်။အကေ Villa ကခုံနိုင်ခဲ့မယ်ဆိုလို့ရှိရင်တကယ်ကိုကျွန်တော်တို့smart business လို့ပြောလို့ရတယ်။ Premier League မှာအဝင်ပြီးသားခြေစွမ်းပြပြီးသားကစားသမားတစ်ယောက်ကို Villa ရဲ့ squad လိုမျိုးထဲမှာထည့်သွင်းနိုင်မှာဆိုလို့ရှိရင်တော့အသင်းကြီးတွေအတွက်ပို့ပြီးတော့တတိထားမဲ့ squad တစ်ခုအနေနဲ့ Villa ဖန်တီးနိုင်မှုအခြေအနေမှာရှိတယ်။ဒါကတော့ဒီနေ့နောက်ဆုံးရတဲ့ဥရောပအပြောင်းရွှေ့သတင်းတွေပဲဖြစ်ပါတယ်။နောက်ထပ်ပြီးတော့အသစ်သောဥရောပအပြောင်းရွှေ့သတင်းတွေကိုဒီ page ကနေပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်